ကျွန်တော်မိထိုင်မိခွန်းလေးကတော့သွေးတုံးဆင်းနေတဲ့အဝါအကြည်လုံးလေးလိုလေးဆင်းနေပေါ့နော်ခလေးပြတ်ချနိုင်လားတဲ့စိတ်ပူနေလို့ပါဆက်တစ်ပတ်ထဲရောက်ပါပြီတဲ့ဒီမိခွန်းလေးမိထားတဲ့ညီမလေးအနေနဲ့ဆရာအနေနဲ့ဖြေတာနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ဒီမိခွန်းလေးကိုဖြေပေးရမယ်ဆိုရင်သူကသွေးလဲဆင်းနေပေါ့နော်ဆက်တစ်ပတ်ဆိုတော့ကျွန်တော်ကိုဝင်ပထမတက်တန်းပေါ့နော်ကာလာပေါ့ first trimester ထဲမှာပါတယ်ပြီးတော့အဝါအကြည်လုံးလေးတွေလည်းဆင်းနေဆိုတော့ကျွန်တော်တကူတည်းသုံးသက်ချက်အနေနဲ့တပြစ်သီးတတိများဖြစ်နေမလားဆိုပြီးစိတ်ပူမိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ညီမလေးကိုမေးချင်တာကတော့ဒီကိုဝင်ဆောင်စဉ်ကာလမှာပေါ့ကျွန်တော်တို့အန်နေပေါ့နော် morning sickness ကတာမန်ထပ်ပူအန်တာမျိုးတွေတာမန်မိခင်တွေထပ်ပူခံစားရတာမျိုးတွေရှိလာပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီလိုတပြည့်တည်းလို့ခေါ်တဲ့အခြေအနေတွေမှာဆိုရင်ပုံပြီးတော့အန်တတ်တယ်ဒီလိုကိုဝင်ဆောင်လက္ခဏာပို့ပြီးတော့ပြင်းထန်တတ်တယ်ပေါ့နော်ဒါပေမဲ့လည်းတပြည့်တည်းမှာ2မျိုးရှိတယ် complete mode နဲ့ partial mode ပေါ့နော်ဒါတော့ကျွန်တော်အများကြီးမပြောတော့ဘူးဒါပေမဲ့ partial mode သာဖြစ်နေတယ်ဆိုရင်လည်းကျွန်တော်တို့ကအရန်ကြီးအန်နာမျိုးမရှိဘူးပေါ့နော်ပုံမှန်မိခင်တွေလိုမျိုးပဲသူကခံစားရတတ်တယ်အပြင်းထန်တာမျိုးမရှိဘူးပေါ့အဲ့လိုမျိုးလည်းဖြစ်နေနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်အကြံပေးပါဆိုရင်တော့ultrasound ရိုက်ဖို့လိုအပ်ပါတယ် ultrasound ကိုပေါ့နော်သိလျင်သိချင်းအခုဒီဗီဒီယိုကြည့်ပြီးလျင်ကြည့်ပြီးချင်းကိုပဲကျွန်တော် ultrasound တွားရိုက်ဖို့အကြံပြုပါတယ် ultrasound မှာတော့အဖြေပေါ်မှာဖြစ်ပါတယ်ပြီးသွားရင်သက်ဆိုင်ရာ OG နဲ့တိုင်ပင်ဆွေးနွေးဖို့အကြံပေးပါတယ်ခင်ဗျ